Hello အားလုံးပဲမင်္ဂလာပါ Infinity Creative Center မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော် caption မှာရေးထားတဲ့အတိုင်းပန်တုံးအကြောင်းပေါ့နော်ဒီ beginner graphic designer ညီလေးညီမလေးတွေအနေနဲ့လည်းပန်တုံးဆိုတာဘာလဲဆိုတော့ကျွန်တော်သိစေချင်တာရယ် junior ဒါမှမဟုတ်လို့ရှင်တစ်ခါလေ senior designer တွေပါခြုံလေးရှိရကျွန်တော်တို့ RGB နဲ့လုပ်ထားတဲ့ project ဒါမှမဟုတ် CMYK နဲ့လုပ်ထားတဲ့ project တစ်ခုခုဒီ overseas ဘက်ကဒါမှမဟုတ်လို့ရှင် printing ဘက်ကနေပြီးကျွန်တော်တို့ပန်တုံးနဲ့ပေးပါဆိုပြီးတောင်းလာတဲ့အခါမှာကျွန်တော်တို့အလွယ်တကူဘယ်လိုပြောင်းပေးရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်အရင်ဆုံးပန်တုံးဆိုတာဘာလဲဆိုတော့ကျွန်တော်အရင်စာပြောဖို့တော့လိုလိမ့်မယ်ပေါ့နော်ပန်တုံးဆိုတာကျွန်တော်ဒီ color standard system တစ်ခုပေါ့နော်အရောင်ပုံစံတစ်ခုဘယ်မှာအသုံးများလဲဆိုလို့ရှိရင်ကျွန်တော်ဒီ printing နဲ့ပြီးလို့ရှိရင် product design တွေမှာတကယ်အရောင်တိတိကျကျတူစေခြင်းတဲ့အတွက်သုံးကြတယ်ဆိုတော့ကျွန်တော်တို့ဒီ RGB ဆိုလို့ရှိရင် red green blue CMYK ဆို cyan magenta ဆိုပြီးတော့တိတိကျကျအဲ့လိုမျိုးနာမည်တွေရှိပြီမဲ့ပန်တုံးမှာကျတော့အဲ့လိုမျိုးလာတာမဟုတ်သူကပန်တုံးနောက်ကနံပါတ်ဘလောက်ပြီးရင်နောက်မှာ C ကုတ်တက်ဒါမှမဟုတ် U အန်ကုတ်တက်ဆိုပြီးတော့အဲ့လိုမျိုးကုတ်လေးနဲ့လာကြတာပေါ့နော်ဘာဖြစ်လို့ပန်တုံးကိုသုံးကြတာလဲဆိုလို့ရှိရင်ကျွန်တော်တို့တနေရာနဲ့တနေရာ printer ချင်းမတူတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့အရောင်တွေကမတူကျွန်တော်တို့ဒီဘက်ကပေးလိုက်တဲ့အနီရောင်နဲ့ဟိုဘက်မှာထုတ်လိုက်တဲ့အနီရောင်နဲ့တပုံစံနဲ့တူချင်မှတူလိမ့်မယ်ဆိုတော့ပန်တုံးမှာကျတော့အဲ့လိုမဟုတ်တကယ်လို့ပန်တုံးနဲ့ခွဲပေးလိုက်တဲ့အခါမှာကျွန်တော်ဒီဘက်မှာဆွဲလိုက်တဲ့အရောင်ကလည်းဒီတိုင်းပဲကြိုက်တဲ့ printer မှာသွားထုတ်အဲ့ဒီအရောင်ကလည်းဒီတိုင်းတက်ထက်တဲ့တူကျွန်တော်ဒီ CMYK တွေ RGB တွေမှာဆိုလို့ရှိရင်ကျွန်တော် printer တစ်လုံးနဲ့တစ်လုံးမတူတဲ့အခါမှာဆိုလို့ရှိရင် color လည်းအများနဲ့မတူနိုင်ဘူးအဲ့လိုပြဿနာတွေကို printing လောကမှာလုပ်နေတဲ့လူတွေဆိုပို့ပြီးသိလိမ့်မယ်ပေါ့နော်ဒီပန်တုံးနဲ့ခွဲပေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကြတော့အဲ့ပြဿနာတွေကအလိုလိုရှင်းပြီးသားဖြစ်သွားတယ်ဒါကြောင့်များသောအားဖြင့်ဒီ foreign ဘက်ကမှာတဲ့ဒီ packaging တွေပါရေးဆိုလို့ရှိရင်ဒီဘက်က design ပေးတဲ့အခါမှာသူတို့ဘက်ကပန်တုံးကုတ်နဲ့ပေးပါဆိုပြီးများသောအားဖြင့်တောင်းလေးရှိတယ်နော်အဲ့တော့နောက်ထပ်ပြောစရာရှိတာကျွန်တော်ခုနပြောသလိုပန်တုံးရဲ့နောက်မှာကုတ်ပြီးလို့ရှိရင်သူတို့နောက်မှာ C ရဲ့ U ရဲ့ဆိုပြီးကုတ်တက်အန်ကုတ်တက်ဆိုပြီးနှစ်မျိုးရှိအဲ့ဒီကုတ်တက်နဲ့အန်ကုတ်တက်ကဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီ product ကိုရှိုင်းမဲ့စာရွက်အသားအဲ့ဒါကိုဆိုလိုတာကုတ်တက်ဆိုတာကြတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲကုတ်တင်ပါတဲ့စက်ကိုပြောင်းချောပေါ့နော်ဒီ glossy paper တွေများသောအားဖြင့်ဒီ packaging ဘူးတွေကိုကြည့်လိုက်လို့ရှိရင်ပြော lamination လောင်းထားတာတော့မဟုတ်ဘူး lamination မလောင်းထားသေးဘဲနဲ့ပြောဖြစ်နေတဲ့စာရွက်တွေကိုဒါကိုကုတ်တက်လို့ခေါ်တယ်အန်ကုတ်တက်ကြတော့မြင်တောင်ပြောရမှာဆိုကျွန်တော်ရုံးသုံးနေတဲ့ဒီ A4 စက်ကူဒါဆိုလို့ရှိရင်ဒီစက်ကူမှင်ဆုပ်တဲ့စက်ကူပေါ့နော်မှင်ဆုပ်တဲ့စက်ကူဒါတွေကအန်ကုတ်တက်တွေပြီးလို့ရှိရင်ကျွန်တော်တို့အရင်တော့ကဂျာနယ်တွေဟိုးရင်တော့ဂျာနယ်တွေဆိုလို့ရှိရင်စာရွက်အကျန်းကြီးအပေါ်မှာစီးရိုက်လိုက်တဲ့အခါမှာသူကမှင်ကိုဆုပ်သွားတယ်အဲ့လိုဟာမျိုးအန်ကုတ်တက်လို့ခေါ်တယ်အဲ့ပန်တုံးမှာလည်းကုတ်တက်ရဲ့အန်ကုတ်တက်ရဲ့နှစ်မျိုးကအမြဲတမ်းကာလာမတူအဲ့တော့ကျွန်တော်တို့ရိုက်မဲ့ paper ကဘာလဲဆိုတော့ကျွန်တော်တို့ကသိတယ်ဆိုလို့ရှိရင်ကုတ်တက်နဲ့လောက်ရမှာလားအန်ကုတ်တက်နဲ့လောက်ရမှာလားဆိုတော့ကျွန်တော်တို့အစားတွေကစဉ်းစားလို့ရှာတယ်တကယ်လို့ဘာနဲ့လောက်ရမလဲဆိုတော့ကျွန်တော်တို့မသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကုတ်တက်ကောအန်ကုတ်တက်မှာပါနေတဲ့ဒီပန်တုံးကာလာကုတ်ကိုရွေးလိုက်တာတော့အကောင်းဆုံးပဲဒီလောက်ဆိုလို့ရှိရင်တော့ beginner graphic designer ညီလေးညီမလေးအနေနဲ့တော့ဒီပန်တုံးကိုဘာလို့သုံးလဲဆိုတာကိုတော့ရှင်းလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာပေါ့နော်တစ်ခါတလေမှာကျွန်တော်တို့ဂျုံတိုင်းရှိရကျွန်တော်တို့ဒီaward design တခုကျွန်တော်ဆွဲလိုက်တဲ့အချိန်မှာကျွန်တော် RGB ဒါမှမဟုတ် CMYK နဲ့ဆွဲလိုက်တယ်ပေါ့တကယ်တမ်းကျွန်တော်ဟိုဘက်က printing လဲထုတ်မယ်လဲဆိုတော့ကျွန်တော်တို့ပန်တုံးကြီးနဲ့ပေးပါဆိုပြီးတော့တောင်းလာတဲ့အခါမျိုးကိုဂျုံရတတ်တာရှိတယ်ကျွန်တော်ဆိုလေခဏဂျုံရတယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ award တခုလုံးစပြီးတော့ဟိုပန်တုံးနဲ့အစကာလာနေစပြီးတော့ဒီဟာနဲ့တူမဲ့ပန်တုံးကိုလိုက်ရှာလိုက်ထောက်အဲ့လိုမျိုးကြီးလုံးနေမှာထပ်စားလို့ရှိရင်အဲ့ထက်ပိုပြီးမြန်ဆန်မဲ့နည်းလေးတစ်ခုကျွန်တော်ပြောပြပေးမယ်ဒါကကျွန်တော်လိုမျိုးဟိုဂျုံတတ်တဲ့လူတွေအတွက်ကိုသိစေချင်တာရဲ့ပို့ပြီးတော့လွယ်ကူသွားစေချင်တာရဲ့ရည်ရွယ်လို့ပေါ့နော်senior designer တွေအနေနဲ့လည်းဒါဟိုမသိသေးတဲ့လူဆိုလို့ရှိရင်လည်းအသုံးတဲ့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒါကျွန်တော် free pick ကနေ free down ထားတဲ့ project လေးတစ်ခုပေါ့နော်အရင်ဆုံးသူဒီ project ကိုဗာနဲ့ဆွဲထားလဲဆိုတော့ကျွန်တော်ရင် file တွေက document color မှာကျွန်တော်တစ်ချက်သွားကြည့်လိုက်မယ်ဟုတ်ပြီသူက RGB နဲ့ဆွဲထားတယ်ကျွန်တော် print ထုတ်မဲ့ material တွေဆိုတာ CMYK နဲ့သုံးရတယ်ပေါ့နော်ဆိုတော့ပန်တုံး color ကိုကျွန်တော်ပြောင်းမယ်ဆိုလဲအရင်ဆုံး CMYK color ကိုအရင်ပြောင်းပေးဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ project တစ်ခုလုံးကိုကျွန်တော်တို့ control A နဲ့ select မှတ်လိုက်မယ် select မှတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ edit ထဲက edit color ထဲမှာကျွန်တော် recolor hour ဆိုတာရှိတယ်အဲဒီ recolor hour ကလေးကိုတစ်ချက်နှိပ်ရင်ပေါက်လေးတစ်ခုကြာလာအဲ့ဒီက color library ထဲမှာကျွန်တော်တို့ကဒီ color book ထဲမှာပေါ့နော်ပန်တုံး plus CMYK ကုတ်တက်ရဲ့ပန်တုံး plus CMYK အန်ကုတ်တက်ဆိုပြီးနှစ်မျိုးပါတယ်ဒီကုတ်တက်နဲ့အန်ကုတ်တက်ဆိုတဲ့နှစ်ခုကိုတော့ကျွန်တော်ခုနအရှိမပြောပြီးသားပေါ့နော်ကျွန်တော်တို့သုံးမဲ့စာရွက်သားကိုတင်ပါတဲ့ဟာလားဒါမှမဟုတ်ရှင်ကိုတင်မပါတဲ့ဟာလားဆိုတာပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီမှာကုတ်တက်နဲ့အန်ကုတ်တက်နှစ်ခုတည်းတစ်ခုရွေးချယ်ပေးရမယ်ကျွန်တော်ကတော့အစမ်းပြတဲ့အနေနဲ့ဒီမှာ CMYK ကုတ်တက်ကိုပဲကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ရွေးပြီးလို့ရှိရင်ကျွန်တော်ခဏဆောင်အောင်ဆောင်ပြီးလို့ရှိရင်ဒါသူ color chain ပေးပြီးသွားပြီပေါ့နော်တစ်ခါလေကြာရင်ဒီမှာ color chain နဲ့ဘောက်ကလေးကြာလာဘောက်ကလေးကြာလို့ရှိရင်လည်း okay လိုက်နှိပ်ပြီးလဲပေါ့
ပြီးလို့ရှိရင်တော့ကျွန်တော်ဒီလွတ်တဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒါဆိုရင်ဒါဒီတစ်ခုလုံးကိုကျွန်တော်တို့ကပန်တုံးကာလာနဲ့ချိန်ပေးပြီးသွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဗမာသိနိုင်လဲဆိုရင်ဒီ window တဲက swatch ကလေးကို online လို့ရှိရင်ဒီ color ပေါက်ကြလာမယ်ပေါ့နော်အဲ့ color ပေါက်ထဲမှာကျွန်တော်ဒီမှာပန်တုံးချိန်ပေးထားတဲ့ color မှန်သမျှအကုန်လုံးတူတယ်မှာဝင်နေလိမ့်မယ်ဆိုတော့ကျွန်တော်ဒီ color တစ်យ៉ាងကိုကျွန်တော်ထောက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ color လေးမှာ selection လေးဝင်သွားတယ်ပြီးရင်ဒီမှာပန်တုံးပြီး 10-3C ဒါသူ့ရဲ့ပန်တုံး color ကိုတစ်ခါလေးပြပြီးရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါကိုဟိုဘက်ကိုဘယ်လိုပြီးမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ square လေးနဲ့လွတ်တဲ့နေရာလေးမှာကျွန်တော် square လေးထားမယ်ထားပြီးလို့ရှိရင်သူ့ရဲ့ color ကိုပြရကိုပေးမဲ့ color ကိုအဲ့တော့ပါလေးနဲ့ပက်မယ်ပြီးလို့ရှိရင်ကျွန်တော် type 2လေးနဲ့အောက်မှာခုနပန်တုံးပြီး 10-3ဒါကုတ်တက် C နော်အဲ့လိုလေးရေးပေးလိုက်မယ်ပြီးလို့ရှိရင်ဒါလည်းပါတဲ့ color code တွေအကုန်လုံးကျွန်တော်ဒီလိုလေးလုပ်ပေးရမှာပေါ့အဲ့တော့ကျွန်တော်ပူတယ်ပြီးလို့ရှိရင်ဒီဟာလေးကို eyedrop ပါလေးနဲ့ကို color လေးထပ်ပစ်မယ်ထပ်ပစ်ပြီးလို့ရှိရင်အဲ့ color လေးကိုဒီမှာ selection ဝင်နေတာလေးကိုသွားကြည့်မယ်သွားကြည့်ပြီးလို့ရှိရင်ဒီ157ပေါ့နော်ဒါ157နောက်ကsystem ပေါ့နော် C နော်ဒီလိုလေးချိန်ပေးလိုက်ရပါပြီသိသွားရင်တော့လွယ်လွယ်လေးပေါ့ဘာမှသိတော့ခက်ခဲတဲ့ຢာလည်းမဟုတ်ပါဘူးဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ပြောသွားတဲ့အကြောင်းအရာလေးကိုအားလုံးလည်းရှင်းလိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်ဒီပန်တုံးကိုဘယ်လိုပြောင်းရမလဲဆိုတဲ့အဓိကချက်ကလေးကိုနားလည်သွားပြီဆိုလို့ရှိရင်အလုံးမလေးတော်တော်များများခရီးသွင်းလိမ့်မယ်ပေါ့နော် beginner designer တွေ junior designer တွေအနေနဲ့ဒါတွေကတစ်ချိန်ကြာလို့ရှိရင်ဒီ area တွေကြုံလာနိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးကိုမှတ်ထားပေးဖို့ညွှန်လင်းပါတယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုပေးတဲ့တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဒီ Facebook page လေးနဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီး support ပေးဖို့လည်းမျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်